သူကိုပဲဖြစ်ဖြစ်ချစ်ချစ်ခင်ခင်ကျင်ကျင်နာနာလေးပဲဆက်ဆံခြင်းနဲ့ဆိုတဲ့လူတွေဒီထဲမှာပါတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားလိုက်ပါ။ဘာကြောင့်လဲဆိုတော့လူဆိုတာကကိုလိုလိုလားလားနဲ့နှစ်ကာကာရှိတဲ့လူတွေဖော်ဖော်ရွရွရှိတဲ့လူတွေကိုနဲ့အနီးနားမှာနေခြင်းတဲ့လူတွေကကိုစီကိုခြေတလန်းလန်းလာပြီဆိုရင်အဲ့ဒီလိုလူမျိုးတွေစီကိုကခြေနှလန်းလောက်တိုးသွားပြီးတော့မှစီကြိုဖို့ဂယုစိုက်ပေးဖို့ကျင်နာပေးဖို့ကိုလည်းဝန်မလေးရဘူးတဲ့အဲ့ဒီထက်ပိုပြီးတော့အရေးကြီးတဲ့တစ်ခုရှိတယ်အဲ့ဒါကဘာလဲလို့ဆိုလို့ရှိရင်ကိုမလိုအပ်တော့တဲ့လူတွေနဲ့တွေ့တဲ့အခါကိုတန်မိုးမထားတဲ့လူတွေနဲ့တွေ့ရတဲ့အခါကိုမလိုအပ်မှန်းသိတဲ့အခါကိုမလိုအပ်လို့ပြစ်ပယ်ထားတဲ့ရောက်ဝန်းကိုရောက်တဲ့အခါမှာလည်းပဲစောစောကတိုးထားတဲ့ခြေနှလန်းအနောက်ကိုပြန်ဆုပ်ပေးဖို့ထွက်ခွာလာပေးဖို့ကိုလည်းဝန်မလေးရဘူးတဲ့အဲ့ဒါကအရေးကြီးတယ်လူဆိုတာဘသူကိုဘလောက်ပဲချစ်ဘသူကိုဘလောက်ပဲတန်ဖိုးထားဘသူကိုဘလောက်ပဲမျက်နှိုးကိုတန်ဖိုးကလည်းရှိသေးတယ်ကိုတန်ဖိုးနဲ့ကိုပဲကိုမျက်နှိုးဖို့ကိုတန်ဖိုးထားဖို့ကလည်းအရေးကြီးသေးတယ်လေကိုတန်ဖိုးမထားတဲ့လူတွေကိုမမျက်နှိုးတဲ့လူတွေရဲ့နားကနေထွက်ခွာနိုင်ဖို့ကလည်းအရေးကြီးတယ်ငါအစဉ်ပြေနေတော့ငါ့ကိုလိုသုံးလုပ်ခဲ့တာပဲအခုမှငါနှိမ်ပါချိန်ကြမှာငါ့ကိုပြစ်ပယ်လိုက်တယ်ဆိုပြီးတော့လေဒေါသမထွက်နဲ့ခွင့်လွတ်နိုင်အောင်ကြိုးစားရတယ်ပြီးသွားရင်ကိုမလိုအပ်တဲ့လူတွေနားကနေလေအဲ့ဒီလူတွေကိုစွန့်လွတ်ပြီးတော့ထွက်ခွာနိုင်ဖို့ကိုလည်းပြင်ဆင်ထားရတယ်ကိုတန်ဖို့ကိုသိရင်ပေါ့တနေ့တစ်ချိန်ချိန်ကြာရင်တော့မင်းမိုးလို့ကိုချစ်တာကိုမိုးလို့ကိုတန်ဖိုးထားတာမင်းမိုးလို့ကိုမေတ္တာရှိတာပါဆိုတဲ့လူတွေနဲ့တွေ့အောင်ပါပဲလေအဲ့ဒီလူတွေကသာတကယ်မေတ္တာဆက်တကယ်မေတ္တာမှန်နဲ့ကိုမျက်နှိုးတန်ဖိုးထားကြတာအဲ့လိုလူမျိုးကိုရှာပါမြတ်စွာဘုရားကတော့မင်းမိုးလို့ချစ်တာပဲဖြစ်ဖြစ်ကိုမိုးလို့ချစ်တာပဲဖြစ်ဖြစ်သူမိုးလို့ချစ်တာပဲဖြစ်ဖြစ်ဘလောက်ပဲတန်ဖိုးထားဘလောက်ပဲချစ်ဘလောက်ပဲမေတ္တာထားပါစေဒီနေ့တစ်ချိန်တော့ခွဲခွာကြရအောင်ပါပဲအဲ့ဒီလိုမခွဲခွာရသေးခင်တွေ့ဆုံနေတဲ့အခိုက်အတန့်လေးမှာခွဲခွာရမယ့်သဘောကိုလည်းနားလည်လက်ခံထားရမယ်တဲ့ပြီးသွားရင်စွန့်လွတ်နိုင်ဖို့ကိုလည်းကြိုတင်ပြီးတော့တွေးထားရသေးတယ်ဒါကြောင့်လောကမှာဘယ်အရာတွေနဲ့ပဲကြုံချစ်တဲ့လူမုန်းတဲ့လူမလိုတဲ့လူလိုတဲ့လူတန်ဖိုးထားတဲ့လူမလေးစားတဲ့လူဘယ်လိုလူတွေနဲ့ပဲကြုံတနေ့တစ်ချိန်ချိန်ကြာရင်တော့ခွဲခွာကြရအောင်ပါကွဲကြရအောင်ပါစွန့်လွတ်နိုင်အောင်ပြင်ဆင်ထားရမယ်ဆိုတာကိုမမေ့ပါနဲ့နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ